ပတ်ဝန်းဒါတော့ဒီတစ်ပင်ကြီးကခရုံးဖြစ်နေပါတယ်ပြီးတော့တစ်ပင်ကြီးကကြောက်ဆိုလို့ရှိရင်ဒီလိုကြောက်ရုပ်တော့ဒီလိုအယုတ်တော့မဖြစ်နေပါဘူးအဲ့ဒါဘာကြောင့်လဲစဉ်းစားကြရပါပဲနောက်တစ်ချက်ကိုပြောပြပါမယ်အဲ့ဒါကတော့အိမ်တိုင်းမှာပေါ့နော်ဒီနောက်တစ်ချက်ကကြတော့ဒီတစ်ပင်ကြီးကြတော့ပေါ့နော်ဒီဟိုမှာတစ်ပင်ကြီးနဲ့အတူတူပါပဲဘာလို့ဒီအားကြတော့ချီလို့တွေးလို့မရတာလေနောက်တစ်ချက်ကကြတော့ဒီအမိုးကြီးပေါ့နော်ဒီအမိုးကြီးဖြစ်နေတာပါနောက်တစ်ချက်ဒီဘွိုင်းဟုံးသွားပြီးတော့ကျမတို့သွားစစ်စီမယ်ဆိုပြီးတော့ကျမတို့လူတိုင်းမှာပေါ့နော်သူမျိုးအင်ကြီးချိတ်လို့မရပါဘူးအဲ့ဒါသူကဘလို့ချိတ်ထားတာလဲနောက်တစ်ချက်ဒီတစ်ပင်နဲ့ဒီတစ်ပင်ဟာအတူတူပါပဲဘာလို့အယောင်ကရောကွဲပြားနေရတာလဲနောက်တစ်ချက်ကကြတော့ဒီခေါင်းမိုးရင်မှာပေါ့နော်ကျမတို့ကခေါင်းမိုးတွေဟာကျမတို့ဒီလိုမျိုးပုံစံကြီးဖြစ်နေပါတယ်တခြားအရာခေါင်းမိုးတွေဆိုရင်ဒီဘွိုင်းဟောကခေါင်းအဲ့ဒါလေဟိုလိုဝိုင်းနဲ့လောက်ထားသလိုဖြစ်နေပါတယ်နောက်တစ်ချက်ကတော့ဒီဟောမှာတစ်ထပ်လို့ထည့်ရပေမဲ့နှစ်ထပ်လို့ဖြစ်နေတာရောစဉ်းစားကြရပါပြီအဲ့ဒါကြီးကဘာကြောင့်ဖြစ်နေရတာလဲနောက်တစ်ချက်ဒီဆောင်ကြီးရောဘာလို့မကြည့်ရတာဒီဟာကြီးရောဘာလို့ဒီမှာပေါ့နော်ဒီတရားပေါ်မှာဒီဟာတွေရောဘာလို့ဝင်လို့မရလဲနားဆရာပါပြီနော်ဒါကြီးရောလုံးဝဝင်လို့မရဘူးလား